ကဲအားလုံးပဲကျွန်တော်နဲ့အတူဆွမ်ဘရာဘုံကိုတစ်ခေါက်သွားကြရအောင်လားခင်ဗျာကဲမြစ်ကြီးနားမြို့နေကျွန်တော်တို့စတင်ထွက်ခွာပါပြီခင်ဗျာအခုသွားမယ့်နေရာကတော့ဆွမ်ဘရာဘုံမြို့ပဲဖြစ်ပါတယ်ဆွမ်ဘရာဘုံမြို့ဆိုတာကျွန်တော်တို့ကချင်ပြည်နယ်ရဲ့မြောက်ဖျားပိုင်းမှာရှိပြီးတော့ပူတောက်ဦးမြို့မရောက်ခင်မှာရှိတဲ့မြို့ဖြစ်ပါတယ်အင်္ဂလိပ်ခေတ်မှာအင်္ဂလိပ်တွေတည်ထားခဲ့တဲ့တောင်ပေါ်ကမြို့ဖြစ်ပါတယ်ခင်ဗျ။ပြင်လေမျက်နှာပြင်ကတော့4600ရှိပါတယ်ခင်ဗျာ။တော်တော်လေးကိုအေးပြီးတော့12လရာသီအချိန်ခါမီမိုးတံပေးနေဆိုတဲ့အတိုင်းလေးပဲဗျ။အမြဲတမ်းနေပူတွေဆိုတာတိတ်မရှိတဲ့မြို့လေးပါခင်ဗျာ။လေကလည်းတဖြူဖြူတိုက်တော့ကျွန်တော်တို့လက်ဆက်တဲ့လေကောင်းလေတန်းကိုအမြင်ရတဲ့မြို့လေးဖြစ်ပါတယ်ကဲအဲ့ဒီမြို့ကိုကျွန်တော်တို့တွားကြရအောင်လားခင်ဗျာကဲဒါတော့ကျွန်တော်တို့ဆွမ်ဘရာဘုံမြို့မြောက်ခင်ခဂရန်ယန်ဆိုတဲ့ရွာလေးမှာခဏနားပြီးတော့နေလေခင်သမင်းစားမှာဖြစ်ပါတယ်ဒီရွာလေးရောက်ပြီဆိုတော့လန်ခီယာ3ပုံ2ပုံတော့ရောက်ပြီတော့ဒါတော့ခဂရန်ယန်ကရွာသူရွာသားတွေကကျွန်တော်တို့ကိုကြိုးဆူနေကြတာဖြစ်ပါတယ်။ဘာသာသူတွေကကျွန်တော်တို့ကိုကြိုးဆူနေကြတာဖြစ်ပါတယ်ခင်ဗျာ။ကျွန်တော်တို့မြို့ကတက်လာတဲ့ဘုံတော်ကြီးတွေဆရာတော်တွေဆရာဆရာမတွေတွေခဂရန်ရွာမှာစစ်ပေးရှောင်ကြတဲ့မိသားစုတွေကငါးရီရှာစက်တွေတက်ဝက်တွေတက်ပြီးတော့နေလေးစားကျွေးမွေးတာပဲဖြစ်ပါတယ်ခင်ဗျာ။ဆွမ်ဘရာဘုံတွားဖို့အတွက်ရွာပေါင်းများစွာကိုဖြတ်ခဲ့ရတာပဲဖြစ်ပါတယ်ခင်ဗျာရွာနာမည်တွေကိုတော့ကျွန်တော်ကောင်းကောင်းလေးမသိလို့အသေးစိတ်မတင်ပြတော့ပါဘူးဗျာတီးတဲ့သူတွေ comment မှာရေးပေးသွားပါဦးကဲဒါကတော့ပူတော်ဦးပဲတွားဆွမ်ဘရာဘုံပဲတွားမဖြစ်မနေဒီနားလေးမှာတပ်ပုံရမှာဖြစ်ပါတယ်အရန်ကိုလာတဲ့ view point ဖြစ်ပါတယ်ခင်ဗျာကဲဆွမ်ဘရာဘုံတော့ရောက်ပါပြီဆွမ်ဘရာဘုံအဝိနာမဒီလိုမျိုး V lab ဆွမ်ဘရာဘုံဆိုပြီးတော့တပ်ပုံရိုက်လို့အရန်ကိုကောင်းတဲ့နေရာလေးလည်းရှိပါတယ်ခင်ဗျာကဲကျွန်တော်တို့ကတော့ဘုရားကျောင်းတွေကိုဝင်ပါပြီခင်ဗျာဘုရားကျောင်းမှာကျွန်တော်တို့ဓမ္မယုံတစ်ဆောက်လုပ်ပြီးစီးပြီးတော့ဖွင့်ပွဲခမ်းနားကိုကျွန်တော်တို့သွားတာဖြစ်ပါတယ်ခင်ဗျာဒါကတော့ဆွမ်ဘရာဘုံမြို့ပဲဖြစ်ပါတယ်တောင်ပေါ်မှာတည်ထားတဲ့မြို့ပေါ့ဗျာ光沙他送拉蹦，美人逐言要样样无路爱，三三他是你泪，必须卡表爱跟他来，不然就怕会有爱。ဆူတောင်းပွဲနေ့လေးဖြစ်ပါတယ်ကျွန်တော်တို့6လုံးပြီးစီးတဲ့တမယုံဒီကိုကောင်းကြည့်ပြီးခွင့်လစ်ဖို့အတွက်ဘုံတော်ကြီးတွေဆရာတော်တွေရောက်လာတာပဲဖြစ်ပါတယ်ခင်ဗျာဒါတော့ညဖြိုဖြည့်ရေးအစီအစဉ်တွေဆောက်လုပ်ထားတဲ့အစီအစဉ်ဖြစ်ပါတယ်ဒါတော့ဆူတောင်းပွဲလာတဲ့သူတွေကိုကြွေးမွေးခံဖို့နေရာလုပ်ထားတာဖြစ်ပါတယ်ဖက်လေးနဲ့ကချင်ရိုးရာပုံစံလေးနဲ့တည်ခင်းပေးမှာဖြစ်ပါတယ်မတမအောင်စားလို့ကောင်းပါတယ်ကဲဒါတော့သူတို့ကန်ဆာမေးအစီအစဉ်နဲ့လုပ်ထားပါတယ်တဲ့ပထမဆိုတော့125ဆိုင်ကလေးဗျာဘယ်သူပေါက်သွားလဲဆိုတော့ကျွန်တော်လည်းမတီးတော့ပါဘူးဗျာဒါအစားပိုင်းမှာပဲနည်းမတန်တင်ရခုပေးထားတာပဲဖြစ်ပါတယ်ကဲထိုးထားတဲ့သူတွေကတော့ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့အပေါ်ကနေဖိုင်ကြည့်နေကြပါတယ်စလုံးလေးလေးပေါက်တယ်ကဲဒါကတော့စက်သားမွားတုတ်ဖြစ်ပါတယ်စက်လေးကိုပြုတ်ပြီးတော့အကောင်ပြန်ပြီးတော့မွားပြီးတော့တုတ်တာချင်းဆက်ပေါ့ကဲဒါကတော့တဘာဝငါးပဲဗျဆွမ်ဘရာဘုံချောင်းကနေကျွန်တော်ညာလာတဲ့ငါးဖြစ်ပါတယ်ငါးကဖြိုးဖြည့်ရေးအစီအစဉ်အကအလပထမညဖြစ်ပါတယ်ကဲဒါကတော့ဒုတိယညကျွန်တော်တို့ရှိုးပွဲတွေပြင်ဆင်နေတာဖြစ်ပါတယ်ရှိုးပွဲလာကြည့်တဲ့သူတွေအများကြီးပါပဲရှိုးပွဲမလို့ရတယ်များရန်ကြာလာပြီဆိုတော့ကဲလူတွေကများလိုက်တာဗျာပြောနေကြပါလေသူတို့
cho anh là không sự sợ khứ khắp ra là sai cái đi chỉ အိုးတူလူတောင်ရခင်းကစူးစုံလုံးနဲ့ချိန်ကုန်နေကောင်းတင်စားပွဲမှာလေလေချိန်ဖို့အလားတွေဆုံဘရာဘိုတွေးချင်းလို့ပြောရမြေ